ကဲဒီနေ့ညမှာဒါပေါက်ဖို့ရာခိုင်နှုန်းတော်တော်လေးများတဲ့6သင်းမောင်းကလေးဒါကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်တွေထဲမှာဒါကျွန်တော် Premier League ပွဲစဉ်တွေရဲ့ဒါ Serie A ရဲ့ပြီးတော့ဒါကျွန်တော် Spain La Liga ရဲ့ဒါကျွန်တော်3လီတွေကဒါကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဗျကဲဒါကျွန်တော်ပထမဆုံးပွဲစဉ်အဖြစ်ဒီနေ့ည9နာရီမှာရှင်မြန်ကစားသွားမယ့် Aston Villa နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်ရွေးချယ်ပေးမယ်ဒါ Villa အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ရှင်မြန်ကစားကြမှာဖြစ်တယ် Villa ဒီယာဒီတော်တော်လေးပုံစံကောင်းပြနေတယ်အမှတ်ပေးစရာမှာလည်းသူတို့အနေနဲ့ဒါအဆင့်3နေရာအထိကိုဥဆောင်ထားနိုင်ခဲ့ပြီဒါ Forest ကလည်းနီးပြပြောင်းလဲလုပ်ပြီးတဲ့နေရာမှာဒါတန်းစင်းဆောင်ကနေလုံးမြောက်အောင်ရုံထွက်လာနိုင်တယ်ဒါပေမဲ့လည်းဒါတန်းစင်းဆောင်နဲ့ကက်ရက်ပဲရှိသေးရဲ့ဒါတန်းစင်းဆောင်ကဝဟန်နဲ့ဒါလေးမှတ်ပဲကွာထားနေထားဆိုတော့သူတို့အနေနဲ့အရင်ကြီးတော့ဒါပျော်နေလို့တော့မရသေးဘူးအချိန်မျိုးတန်းစင်းဆောင်နဲ့ပြန်ရောက်သွားနိုင်တယ်ဆိုတော့ဒီပွဲစဉ်ကဒါတော်တော်လေးကြည်ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်တသင်းကဒါတန်းစင်းဆောင်ကနေပြီးတော့လွတ်ကျွတ်အောင်ရုံလာမယ်တသင်းဖြစ်ပြီးတော့နောက်တသင်းကတော့ဒါချန်ပီယံဖြစ်ဖို့အတွက်ကိုအကောင်းဆုံးပြန်လဲပြီးတော့ကြိုးစားလာမယ်အသင်းတသင်းဖြစ်တယ်ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးမြိုင်မယ်လို့ထင်တယ်ဗီလာကတော့ပြီးခဲ့တဲ့အခောက်ကဒါပြီးခဲ့တဲ့ပွဲစဉ်ကပေါ့နော်အာဆင်နယ်ကို 4-1 ဆိုရရလက်နဲ့အချက်တကွဲရှုံးနေခဲ့တဲ့အတွက်ဒီနေ့ပွဲမှာသူ့ရဲ့အိမ်ဝင်ဒါသူ့ရဲ့ပြည်သက်တွေရှိမှမှာတော်တော်လေးကိုပုံစံကောင်းပြပြီးရုံးလာမယ်အနေထားရှိရဗျဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်ဗီလာကိုလည်းကြိုက်မိတယ် Forest ကိုလည်းဒါကျွန်တော်ကြိုက်မိတယ် Forest တို့အနေနဲ့ဒါတန်းစင်းဆောင်ရုံးအားဆိုတာလည်းရှိရလေဒါတန်းစင်းဆောင်ရုံးအားကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့လည်းဒါကျွန်တော်ရွေးချယ်မှုမှာတော့ဒါကျွန်တော် Villa Body ကိုပဲရွေးချယ်ပေးလိုက်ခြင်းနဲ့ Villa Body ဒါကောင်းတယ်အာဆင်နယ်နဲ့အမှတ်ထပ်ပြမခံတော့ဘူးဒါရှိကရှုံးပွဲအတွက်ဒီနေ့မှာသူ့ရဲ့ပြည်သက်တွေကိုနိုင်ဘောတပွဲနဲ့ချွေးသိပ်သွားမယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်ဒါကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ် Villa Body လေးကိုရွေးချယ်ပေးလိုက်ပါတယ်ကဲနောက်တဲ့ပွဲစဉ်ဒီပွဲကတော့ဒါ Brighton အသင်းနဲ့ Burnley အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်တယ်ဒီပွဲစဉ်ကတော့ဒီနေ့ည9:00 နာရီခွဲမှာဒါ Brighton အသင်းရဲ့အိမ်ပွဲမှာတွားရောက်ရှင်မြင်ကစားကြမှာဖြစ်တယ်ဒါ Brighton ကနိုင်တဲ့အသားနဲ့မနိုင်ခဲ့တဲ့ပွဲစဉ်တွေကတော်တော်လေးကိုများနေပြီလို့ပြောလို့ရတယ်ဆန်နာလန်နဲ့လည်းနိုင်တဲ့နဲ့ဝဟန်နဲ့လည်းဒါသူနှစ်ကြော်လုံးကိုတည်ကြထားတယ်အာကြီးတို့ဘာလို့ရှုံးတာတော့ဒါကျွန်တော်အနေနဲ့အပြစ်မပြောလို့ဘူးဒါပေမဲ့ကြီးတော့အောင်ခဲ့တယ်ဒါပေမဲ့ဝဟန်ကိုတော့နိုင်အောင်တော့ကန်ခဲ့တဲ့ဒါတွေကသူ့အတွက်အမှတ်ဆုံးရှုံးမဆုံးရှုံးသင့်မယ်ဆုံးရှုံးခဲ့ရတဲ့ပွဲစဉ်တွေလည်းဖြစ်တယ်ဗျဒါကြောင့်ဒီနေ့ပွဲမှာတော့ဒါကျွန်တော် Brighton တို့အနေနဲ့ဒါအကောင်းဆုံးနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်သွားမယ်လို့မြင်တယ်ဒီဘက်ကဘန်လီကိုကြည့်ရင်ဘန်လီကတော့တန်းစင်းစုံတွေကိုရောက်နေတဲ့အသင်းမျိုးဖြစ်တယ်ဗျဘန်လီတို့အနေနဲ့ရမ12မှတ်နဲ့ဝဟန်ရဲ့အောက်ကိုရောက်နေရဲ့အဆင့်19နေရာပေါ့နော်ဒါ19နေရာက Nottingham Forest နဲ့သူတို့က6မှတ်ကွာထားတဲ့အနေထားဆိုတော့သူတို့အနေနဲ့ကလည်းရမှတ်တွေမဖြစ်မနေလုံးနေရဲ့ဒါကြောင့်ဒီနေ့ပွဲကတော့တော်တော်လေးတော့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်လာအောင်မယ်ဘန်လီတို့ကကြောင့်ဒီပွဲကတော်တော်လေးကိုအရေးကြီးနေတယ်လို့ပြောလို့ရတယ်တန်းစင်းစုံကလွတ်ချင်တယ်ဆိုရင်ဒီနေ့ပွဲကိုဘန်လီတို့အနေနဲ့အကောင်းဆုံးအနှိမ့်ဆုံးတည်တမတ်ရယူလာမှဒါရမယ်လို့ကျွန်တော်အနေနဲ့မြင်မိရပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့ဒါကျွန်တော်ရွေးချယ်မှုကတော့ဒါနှစ်သင်းလုံးရှိပွဲတွေမှာဂိုးဘော်တွေတွားခဲ့တဲ့အတွက်ကြောင့်ဒါကျွန်တော်ဒီနေ့ပွဲကိုဒါကျွန်တော်ဂိုးအောက်ကိုပဲဒါကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပြီးခဲ့တဲ့ပွဲစဉ်က Brighton တို့အနေနဲ့ဂိုးအောက်တဲ့သားနဲ့ဂိုးမအောက်ခဲ့တဲ့အတွက်ကြောင့်လည်းဒီနေ့ပွဲမှာကျင်းစီပေါဂိုးအောက်လာမယ်လို့ကျွန်တော်မြင်မိရဲဒါကြောင့်ဒါကျွန်တော်ဒုတိယပွဲဖြစ်တာကျွန်တော်ရွေးချယ်ပေးခြင်းတာကတော့ Brighton ဂိုးအောက်လေးကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်ကဲနောက်တဲ့ပွဲစဉ်တစ်ပွဲကတော့ Wolverhampton အသင်းနဲ့ West Ham အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်တယ်ဒီပွဲကတော့ဒါတန်းစင်းတုံကတိုက်ပွဲလို့ပဲပြောရလိမ့်မယ်ဒီပွဲကတော့ဒါ Wolverhampton အသင်းအိမ်ကွင်းမှာတွားရောက်ရှင်မြန်ကစားကြမှာဖြစ်တယ်ဒီနှစ်သင်းကလည်းတော်တော်လေးကောင်းမဲ့ပွဲစဉ်ပြတာတန်းစင်းတုံရုံးအားပေါ့နော် Wolverhampton ကတော့မျောလင်းချက်အဲ့လောက်ကြီးမရှိတော့ဘူးဝဟန်ကမျောလင်းချက်အများကြီးရှိနေသေးရဲ့ Nottingham Forest နဲ့ဒါ၄မှတ်ပဲကွာထားတဲ့အနေထားဆိုသူတို့အနေနဲ့ဒီနေ့ပွဲမှာမဖြစ်မနေနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်သွားမယ်လို့ကျွန်တော်မြင်တယ် Wolf ကိုဒါကျွန်တော်လုံးဝမကြိုက်ဘူးဒီနေ့အတွက်ကိုဒါဝဟန်ကဝုထပ်ပူကောင်းတဲ့ကစားအားနဲ့ရုံးလာမယ်လို့ကျွန်တော်မြင်မိရဲ့ဒါကြောင့်ဒါကျွန်တော်ဒီနေ့ညမှာတော့ဒါကျွန်တော်ဝဟန်ဘော်ဒီကိုကြိုက်တယ်ဝူဖာတိုင်ရှစ်ပွဲစဉ်ကနှစ်ပွဲဆက်တိုက်ကြီးအောင်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲတော့ဒါကြီးထပ်မအောင်တော့ဘူးလို့ကျွန်တော်မြင်မိရဲ့ပေါ့နော်ဒါကြောင့်ဒါတတိယပွဲဒါကျွန်တော်ရွေးချယ်မှုကတော့ဒါဝဟန်ဘော်ဒီကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်ပါတယ်ကဲနောက်တဲ့ပွဲကတော့ဒါ City A တွေကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Genoa နဲ့ Pisa အသင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်တယ်ဒီပွဲစဉ်ကတော့ဒီနေ့ည7:00 နာရီခွဲမှာဒါ Genoa အသင်းရဲ့အိမ်ကွင်းမှာဒါတောက်ရောက်ရှင်မြိုင်ကစားကြမှာဖြစ်တယ်ဗျ။ဒီလိုမျိုးကတော့ဒါနှစ်ကြိမ်ရှိထားပြီးတော့ဂျီနိုကတစ်ကြိမ်နိုင်ပြီးတော့တစ်ကြိမ်ကတော့တည်ရလက်ထွက်ပေါ်ထားတာကိုတွေ့ရတယ်။ဆိုတော့ဂျီနိုကတော့အနေနဲ့ဒီနေ့ပွဲမှာဒါမဖြစ်မနေနိုင်သွားမယ်လို့ကျွန်တော်မြင်မိရဲ့။ဒါရှေ့ပွဲကရိုမာကိုပေးထားတဲ့ကြီးတန်းအရာရိုမာကိုမရှုံးသင့်မယ်ရှုံးနေခဲ့တဲ့အတွက်ဒီနေ့ပွဲမှာဂျီနိုကချင်းသေးပေါက်ကြီးပြန့်အောင်လာလိမ့်မယ်။ဒါကြောင့်ဒါကျွန်တော်ဒီပွဲကိုရွေးချယ်ပေးခြင်းတာတော့ဒါကျွန်တော်ဂျီနိုဘော်ဒီကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်။ကဲနောက်တဲ့ပွဲစဉ်တစ်ပွဲကတော့ဒါစပိန်လာလီဂါရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါအက်ချီတင်းနဲ့ဒါဗီလာရီရဲ့အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးခြင်းနဲ့ဒီပွဲကတော့ဒီနေ့ည7:00 နာရီမှာဒါအက်ချီတင်းရဲ့အိမ်ကွင်းမှာတွားရောက်ရှင်မြင်ကစားကြမှာဖြစ်တယ်။ထဲထဲတွဲဆုံမှုကိုကြည့်မယ်ဆိုရင်တော့ဒါဗီလာရီရဲ့ကနည်းနည်းလေးတာထားရဆိုပေမဲ့နောက်ဆုံးဒါထဲထဲတွဲဆုံမှုတွေကိုပြန်လည်ပြီးတော့ခြုံကြည့်ရင်တူရင်ကိုရီမဲလို့ပြောလို့ရတယ်။အက်ချီကနိုင်လိုက်ဒါဗီလာရီရဲ့နိုင်လိုက်ဒီမှာထူးခြားတာဒါအက်ချီတင်းအိမ်ကွင်းမှာနောက်ဆုံး9ချိန်တွေ့ထားတယ်9ချိန်လုံးကိုဗီလာရီရဲ့တို့အနေနဲ့နိုင်ပွဲရရှိခြင်းမရှိသေးဘူး။ဒါကြောင့်ဒီနေ့မှာတော့ဗီလာရီရဲ့တို့အနေနဲ့ဒီအစဉ်လာစိုးကိုချိုးဖြတ်မဲ့အခွင့်အရေးကောင်းတစ်ခုကိုဒါလက်လွတ်ဆုံးရှုံးခံမှာမဟုတ်ဘူး။ဒါကြောင့်ဒါကျွန်တော်ဒီညမှာတော့ဒါကျွန်တော်ဗီလာရီရဲ့ body လေးကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းနဲ့ပြီးခဲ့တဲ့ပွဲစဉ်ကလည်းဘာစီလိုနာကိုမရှုံးသင့်ပဲနဲ့ဒါရှုံးနေခဲ့တဲ့အတွက်ဒီနေ့မှာဗီလာရီရဲ့တို့အနေနဲ့ပြန်နိုင်သွားမယ်လို့ကျွန်တော်မြင်မိရပေါ့နော်။ကဲကျွန်တော်နောက်ဆုံးပွဲစဉ်တစ်ပွဲကိုတော့ဒါ Premier League ပွဲစဉ်တွေက
ဒီနေ့ည12နာရီမှာဒါရှင်မင်ကစားသွားမဲ့ဘုံမောက်တင်တဲ့အာဆင်နယ်ပွဲစဉ်ကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ဒီပွဲကတော့ဒါဘုံမောက်တင်အကွင်းမှာတွားရောက်ရှင်မင်ကစားကြမှာဖြစ်တယ်ဒီနှစ်သင်းအထဲတွဲဆုံမှုတွေကိုတွားကြည့်မယ်ဆိုရင်ဒါအာဆင်နယ်ကတော့အသာစီးရထားရဲဆိုပေမဲ့ဘုံမောက်တင်ကလည်းဒါ short တက်လို့မရတဲ့အသင်းမျိုးဖြစ်တယ်ဗျဒါကြောင့်ဒါအိမ်ဝဲမှာဆိုဒီရာသီမှာဘုံမောက်တို့ကဒါအသင်းကြီးတိုင်းကိုတော်တော်လေးဒုက္ခပေးထားနိုင်တာကိုတွေ့ရတယ်ဒါပေမဲ့အာဆင်နယ်တို့ရဲ့ပြည်လမ်းမှာတော့ဒါဆူညောက်ခလုတ်တော့ဖြစ်မှာမဟုတ်ဘူးအာဆင်နယ်တို့ကအကောင်းဆုံးကြော်ဖြစ်သွားမယ်မြင်နေဘုံမောက်ရှိပွဲမှာတည်ရည်ဇက်တိုက်ကြီးများလာတဲ့အတွက်ဒီပွဲကိုဒါကျွန်တော်တို့တည်ရည်မှန်းလို့မရတဲ့အတွက်ကြောင့်ဒါကျွန်တော်အာဆင်နယ်အနိုင်ကိုမှတ်ထားတယ်အာဆင်နယ်အနိုင်ဆုံးတစ်လုံးတာမယ်လို့မြင်ထားတဲ့အတွက်ကြောင့်ဒါကျွန်တော်အာဆင်နယ်ဘော်လီလေးကိုရွေးချယ်ပေးလိုက်ပါတယ်ကဲဆိုတော့ဒါဒီနေ့မှာတော့ဒါကျွန်တော်6သင်းမောက်ကလေးရွေးချယ်ပေးထားရပါတော့ဒါကျွန်တော်ပထမဆုံးပွဲစဉ်အဖြစ်တော့ဒါကျွန်တော် Villa Body ကိုရွေးချယ်ပေးထားတယ် Brighton ကိုကိုဒါကျွန်တော်ရွေးပေးထားတယ် Waham Body ကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးထားတယ်ကဲနောက်တဲ့ပွဲကတော့ဒါကျွန်တော်ဒါ Genoa Body လေးကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးထားတယ်နောက်ပွဲကတော့ဒါ H ပွဲမှာဒါကျွန်တော် Villarreal ကိုရွေးချယ်ပေးထားတယ်နောက်ဆုံးပွဲစဉ်ဒီပွဲကတော့ Arsenal Body ကိုဒါကျွန်တော်အနေနဲ့ရွေးချယ်ပေးထားပါတယ်ဒီ6သင်းမောက်ကလေးကတော့ဒီညအတွက်ညီကိုတို့အတွက်အကောင်းဆုံးဖြစ်မဲ့ဒါမောက်ကလေးတို့ကျွန်တော်အနေနဲ့မြင်မိရကြောင်ရွေးချယ်ပေးလိုက်ပါတယ်ကဲညီကိုတွေအားလုံးအဆင်ပြေကြပါစေဗျာကျွန်တော် Telegram Channel လေးကို join ရစေညီကိုတွေ Telegram Channel လေးကိုလည်း join မိထားပါကြပါအောင်ဗျာကဲအားလုံးပဲပိုင်ပါဗျာ